ဒါလောက်စားအကောင်လေး40ခွန်လေးပေါ့နော်40ခွန်လေးဒီကောင်လေးကတော့ကျွန်တော်တို့ပုံမှန်သုံးနေကြခိုင်းရအောင်လေးတဲ့ဆိုင်ပို့ပြီးတော့ပြည့်ရကောင်းတယ်ပေါ့နော်ဒီကောင်လေးကိုကြောက်ကြလူရလေတော်တော်များပါတယ်အဲ့တော့ဒီပြမယ်နော်ခိုင်းရအောင်လေးနဲ့ရှင်းပြပြန်ဒီကတော့ဒါခိုင်းရအောင်မတူနော်ကာလာဘုရားမပြတ်ဒီလားဒါခိုင်းရအောင်ဒီကောင်ကအပြတ်ရနော်တော့ဒီဘက်မှာလည်းကွက်ကလေးကြီးပါတယ်နောက်တော့မှဆိုလို့ရှိရင်40ခွန်ဆိုတာဟဲ့ပါတယ်ဒီကောင်40ခွန်တစ်သိန်းတောင်ပြတ်တယ်ကြည့်စပ်ဖိထားရမှာ40ခွန်ဆိုတဲ့သိပြီပါတယ်နော်ဒီကောင်လေးကပို့ပြီးတော့ကြိုက်တော့အကြိုက်များတယ်ကျွန်တော်တို့ကတော့ဘောကောနဲ့သိမပြတော့မသိဘူးဒါပေမဲ့ဆွမ်းနာပြည့်ကြည့်ရတာမစိုးဘူးဒီကောင်လေးနဲ့ပြည့်ရတာပေါ့နော်ဒီကောင်လုံးလောက်ဒီလဲမာကလောက်ချင်းဖြစ်ပြောကြမှာဒီကောင်လည်းသိမှာမှာဒီကောင်လေးကနည်းနည်းလေးဒီကောင်ခရမ်းအောင်လေးတက်ဆိုင်တော့ဈေးနည်းနည်းပုံမယ်နော်ပြီးတော့အန်ဂီပြောက်တဲ့နေညီလေးတွေအတွက်တည်းအန်ဂီကြီးဘယ်လိုပြောက်ကြလဲမသိဘူးဗျအန်ဂီကြီးပြောက်တဲ့လူတွေအတွက်ဒါအန်ဂီအလိုကလေးတွေလည်းရရနော်ဒါလေးရတယ်ဆိုတဲ့အကြောင်းလေးလာပြောပြပေးတာပါကြည့်ပါ